မင်္ဂလာပါခင်ဗျာကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲသုံးနေတဲ့ကွန်ပျူတာတွေကတကယ်တော့နောက်ွယ်မှာဘလို့အလုပ်လုပ်နေတယ်လဲဆိုတာသိစဉ်းစားဖို့ပါသလားကွန်ပျူတာဆိုတာအချက်လက်တွေကိုလက်ခံသိမ်းဆည်းပြီးလျင်မြန်စွာတွက်ချက်ပေးနိုင်တဲ့စက်ပစ္စည်းတစ်ခုဖြစ်ပါတယ်အရင်ဆုံးကွန်ပျူတာရဲ့ခန္ဓာကိုယ်ဖြစ်တဲ့ hardware အစိတ်ပိုင်းတွေကြောင့်ဘူးကြည့်လိုက်ကြရအောင် CPU ဖလူးဆိုတာကွန်ပျူတာရဲ့အုံနောက်ပါပဲသူကညွှန်ကြားချက်အားလုံးကိုစဉ်းစားတွက်ချက်ပေးတာပါစက္ကန့်ပိုင်းအတွင်းမှာတန်ပေါင်းများစွာသောတွက်ချက်မှုတွေကိုသူကလှုပ်ဆောင်နိုင်ပါတယ်။နောက်တစ်ခုကတော့ RAM ပါသူကတော့ကွန်ပျူတာအလုပ်လုပ်နေတော့မှအချက်လက်တွေကိုခဏတာမှတ်ထားပေးတဲ့နေရာပါ။ Set ဒါမှမဟုတ် hard drive ကတော့ဓာတ်ပုံတွေဗီဒီယိုတွေနဲ့ဖိုင်တွေကိုရေရှည်သိမ်းဆည်းထားပေးတဲ့ဗီဒီယိုကြီးလိုပါပဲ။ဒါပေမဲ့ကွန်ပျူတာတွေကကျွန်တော်တို့လိုစာလုံးတွေကိုတိုက်ရိုက်နားမလည်ပါဘူး။သူတို့ကသူများနဲ့တကူပဲသိတာပါ။သူများဆိုတာမိပိတ်တာတဆိုတာမိဖွင့်တာလို့မှတ်ယူနိုင်ပါတယ်။ဒါကိုဘိုင်းမီစနစ်လို့ခေါ်ပါတယ်။ကျွန်တော်တို့ရိုက်လိုက်တဲ့စာလုံးတိုင်းကြည့်လိုက်တဲ့ပုံတိုင်းဟာဒီသူများနဲ့တတွေ့ဖြစ်ပြောင်းလဲသွားတာဖြစ်ပါတယ်။အခု hardware တွေကိုဘာလို့ရမယ်ဆိုတာခိုင်းစေတဲ့ software အကြောင်းပြောကြားရအောင်။ Windows ဒါမှမဟုတ် macOS လိုမျိုး operating system တွေကကျွန်တော်တို့နဲ့ hardware ကြားမှာစကားပြန်လို့လှုပ်ဆောင်ပေးပါတယ်။ Game တွေ internet browser တွေအားလုံးဟာ software တွေဖြစ်ပြီးသူတို့ကခုကိုခိုင်းစေတာပါ။လုပ်ငန်းစဉ်ကတော့ကျွန်တော်တို့က mouse ဒါမှမဟုတ် keyboard နဲ့ input ပေးလိုက်တာကနေစတင်ပါတယ်။ဒီ input ကို computer ကလက်ခံပြီး software ရဲ့ညွှန်ကြားချက်အတိုင်းတွက်ချက်ပါတယ်ပြီးရင် RAM မှာခဏသိမ်းပါတယ်နောက်ဆုံးမှာတော့ကျွန်တော်တို့မြင်ရတဲ့ screen ပေါ်ကပုံရိပ်တွေဒါမှမဟုတ် speaker ကအသံတွေဖြစ် output ပြန်ထွက်လာတာပါ internet သုံးတဲ့အခါမှာလည်းတင့်ကွန်ပျူတာဟာတခြားနေရာကကွန်ပျူတာတွေစီကအချက်လက်တွေကိုဒီလိုပဲလက်ခံတွက်ချက်ပေးတာဖြစ်ပါတယ်ဒီဖြစ်စဉ်အလုံးဟာစက္ကန့်ပိုင်းထက်အစာပေါင်းများစွာပိုမြန်တဲ့အတွက်ကျွန်တော်တို့ကချက်ချင်းဆိုသလိုမြင်ရတာပါဂိမ်းကစားတဲ့အခါမှာတော့သူတို့ခေါ်တဲ့ graphic ကရုပ်ထွက်တွေကိုပိုပြီးလှပမြန်ဆန်အောင်ကူညီပေးပါတယ်အခုဆိုရင်ကွန်ပျူတာတွေကပိုပြီးသေးငယ်လာတယ်လို့ပိုပြီးတော့လည်းစွမ်းအားကြီးလာနေပါပြီအဲ့လိုခေါ်တဲ့ဉာဏ်ရည်တုနည်းပညာတွေဟာလည်းကွန်ပျူတာတွေရဲ့အမခန်းတွက်ချက်နိုင်စွမ်းပုံမှာအခြေခံထားတာပါကွန်ပျူတာတွေဟာကျွန်တော်တို့ရဲ့အလုပ်တွေကိုပုံမလွယ်ကူစေုံတင်မကပဲကဘာကြီးကိုပါပြောင်းလဲပြစ်နေတာပါအခုဆိုရင်ကွန်ပျူတာတွေဘလို့အလုပ်လုပ်တယ်လဲဆိုတာကိုပိုပြီးနားလည်သွားမယ်လို့ညွှန်လင့်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်ခင်ဗျာကျွန်တော်တို့နဲ့အတူဆက်လက်လေ့လာလိုက်ပါ